အားလုံးပဲမင်္ဂလာပါရှင်ဒီဘက်မှာတော့ကျမရဲ့မိတ်ဆွေတွေကို digital business ကိုလုပ်ကင်လို့ရရှိနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ် Let's dive in digital business ကနေရရှိနိုင်တဲ့အကျိုးကျေးဇူးတစ်ခုကတော့ financial stability ပဲဖြစ်ပါတယ်ကျမတို့ကငွေကြေးတွေကိုရရှိရခါကြရင်ကျမတို့တွေကတည်ငြိမ်တဲ့ပေါ့နော် stability ရှိရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုကရှိထားတင်တာဖြစ်ပါတယ် digital business ကခိုင်မာတဲ့ကုမ္ပဏီနဲ့လက်တွဲထားတာဖြစ်ပါတယ်ဒါအပြင်ကျမတို့က system ကောင်းနဲ့ချိတ်ဆက်ပြီးတော့နိုင်ငံတကာနဲ့အတူတူလက်တွဲပြီးတော့လုပ်ကိုင်ရတာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ကျမတို့အနေနဲ့ digital business ကကျမတို့ financial stability ကိုရရှိနိုင်တဲ့စီးပွားရေးမျိုးစားတစ်ခုဖြစ်ပါတယ်ဒီလိုမျိုး financial stability ရရှိနိုင်တဲ့ digital business ကိုလေ့လာခြင်းနဲ့မိတ်ဆွေတွေကိုလည်းဖိတ်ခေါ်ပါတယ်ဒီလုပ်ငန်းကိုစူးစမ်းရင်စူးစမ်းနိုင်သလားကျမတို့မှာပြင်ဆင်လစာဆိုတဲ့အကျိုးမြတ်ကိုလည်းခံစားနိုင်တာဖြစ်ပါတယ်တစ်လကိုဒေါ်လာ9000အကျိုးမြတ်ကိုခံစားနိုင်တဲ့ပြင်ဆင်လစာအခွင့်အရေးကလည်းဒီ digital business မှာရရှိနိုင်တာဖြစ်ပါတယ်ဒါအပြင်ဒီလုပ်ငန်းက financial stability ရရှိနိုင်တဲ့ပြင်ကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့ generation ကိုလည်းလက်ဆင့်ကမ်းပေးနိုင်တဲ့တရားဝင်ခိုင်မာတဲ့စီးပွားရေးမျိုးစားဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် digital business ကိုလေ့လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်digital business ကိုလေ့လာခြင်းနဲ့မိတ်ဆွေအနေနဲ့ဆိုလို့ရှိရင်တော့ပထမဆုံးအဆင့်အနေနဲ့ကျမရဲ့ website ဖြစ်တဲ့ www.roselinkin.com မှာပထမဆုံးအခမဲ့ webinar လေးကိုကြည့်ရှုပြီးတော့စပြီးတော့လေ့လာနိုင်တာဖြစ်ပါတယ် digital business နဲ့ပတ်သက်ပြီးတော့မေးချင်တဲ့မေးခွန်းတွေရှိရင်လည်းကျမကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျမရဲ့ Facebook page Messenger ပဲဖြစ်ဖြစ် WhatsApp ကနေပဲဖြစ်ဖြစ်တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျမက digital business ကိုလေ့လာလုပ်ကိုင်ခြင်းနဲ့မိတ်ဆွေတွေကိုလက်တွဲခေါ်နေတဲ့ mentor တစ်ယောက်ဖြစ်ပါတယ်ကျမ Roselinkin မှာကျမက digital business owner တစ်ယောက်ဖြစ်ပါတယ် digital business mentor တစ်ယောက်လည်းဖြစ်ပါတယ်ရှင်အားလုံးပဲ see you inside bye bye ပါရှင်